may welcome from part 2အဲ့ဒီမှာ make it link လိုက်တဲ့ look ကဘယ်လိုပြောမလဲအရန် perfect အရန်ကို so fine ဆိုတော့အမ outfit check တွေခဏခဏလောက်တာကြည့်လိုက်ပြပြဆောက်တာဒီနေ့မှာတော့ပင်လယ်ထက်ကျမကိုပုံမြင်ရတယ်ပေါ့ဆိုကျမအဲ့နေ့အရန်လှရလို့ခံစားရတယ်ဆိုတော့ကျမကိုပုံမြင်ရမယ်ပေါ့နော်အဲ့မှာကျမကိုပဲကြည့်ပါဦးရန်လှဒီနေ့မှလေဒီခန်းနေရဲ့နာမည်ကြီးရဲ့နေရာကိုတောင်းမှာပေါ့နော်အီလင်းအကြိုက်ဆုံးကျမအကြိုက်ဆုံး goblin ဦးမြင့်စာရိုက်ကွင်းနေအောင်တောင်းမှာပေါ့နော်အဲ့ဒီမှာမင်းသမီးရတမငိုပြီးဖြောင်းနိုင်မှုလိုက်တဲ့အချိန်မှာဦးမြင့်စာဘွားကနေပေါ်လာတဲ့နေရာကိုတောင်းမှာပါနေရာလေးသိအောင်ပူတာတအားအဲ့မှာ Google မှာမဟုတ်ဘူးဗာလဲခတ်ထိုး map မှာဒီကျွန်မ map မှားထောက်ပြီးတော့ဦးမြင့်စာနဲ့နည်းလွဲသွားအဲ့နာဦးလေးယူမေးကြည့်တော့မှမဟုတ်ဘူးဦးမြင့်စာတခြားနေရာဆိုတော့ဦးမြင့်စာရှိနေအောင်ပြန်ပြေးရ6လောက်နေတော့မဟုတ်ဘောနော်တက်စီနဲ့ဦးမြင့်စာရှိနေအောင်သွားပါပြီရောက်ပြီစမာရီဦးစီကိုရောက်ပြီအဲ့နေရလေကန်တရားတော့အဲ့အချိန်မှာကိုယ့်ဘက်မှာမရှိတော့နေရသေးအောင်ပူတယ်တအားပူတယ်ပြီးတော့ပုံရပေးမဲ့သူမရှိတော့ဦးနဲ့သမီးရဲ့ post ကမလုပ်ခဲ့ရအောင်ဒီလိုပဲအဲ့နေရာမှာပဲကိုကသူတို့ကြားတဲ့တောက်ဝီးလိုပုံစံလေးပဲရိုက်ခဲ့ရတယ်ဒရမာထဲမှာကျတော့အဲ့ဦးမင်စာနဲ့သမီးတို့ရဲ့အဲ့ဟာလေးကအဲ့လိုအရှိကြီးထင်ခဲ့ရဒါပေမဲ့တကယ်တမ်းသွားတဲ့အချိန်မှာနည်းနည်းလေးတော့တူတော့နည်းနည်းတော့တမျိုးတိုင်းမှာပဲကိုကြိုက်တဲ့ drama ဆိုတော့လေမြင်ပါတယ်ကျင်းတဲ့နေရာမှာလာတဲ့နောက်ခံတင်လို့သိရမလားကွာတွန်းဆိုတာလေးတဲ့မှာအဲ့ကြားလိုက်ကွာတဲ့မှာအဲ့တီလုံးကိုလုံးဝပြင်းပြင်းသွားလောက်တဲ့အထိအဲ့လိုမျိုးဦးနဲ့သမီးတို့ရဲ့ချစ်စလန်လေးပေါ့မချိုက်ပြမဲ့သူမရှိတော့အမတောက်ဝီးလေးအမဒါပေမဲ့ကျမလှရနော်အဲ့နဲ့အခုအဲ့ဒီနေရာမှာကျတော့ဒီ city bus ရှိရကွာဆို city bus ကတကယ်ဒီကန်ယိုးတစ်လျှောက်ပေါ့ဒီဘယ်လိုခေါ်မလဲဒီမြန်မာလိုဘယ်လိုပြောလဲမြန်မာလိုလည်းမသိအင်္ဂလိပ်လိုလည်းမသိကိုရီးယားလိုလည်းမသိဘယ်လိုခေါ်လဲကွယ်အဲ့ကန်းချေဘက်ကလမ်းကိုပဲထောက်လျှောက်ကိုပဲမောင်းတဲ့နေရာဆိုတော့အဓိကနေရာတွေကိုရှောက်တယ်အဲ့တော့အဲ့ကိုသွားတယ်ဒါကကြတော့အာဒစ်ဘာဝီဆိုတာဘာလဲတော့မသိဘူးသူကတော့ဒီ glory ရိုက်ကွင်းလို့ပြောတယ်အရင်ထူးထူးခြားခြားတော့မဟုတ်ပါဘူးအဲကြောက်ဆောင်နေရှိတယ်အမအားကစားဖက်နဲ့ကြီးစီးပြီးသူတို့မှာကြောက်ဆောင်မော်တက်ပြီးကဘာတွေပြက်နေချိန်မှာကျမတောင်းနဲ့ခွက်ဆိုပြီးကျမတခုပေါက်ကြော်လုပ်ပြီးတော့ကျမအမကြော်လွှားလာခဲ့လိုက်တယ်နည်းနည်းတော့မူးတယ်ကြည့်ပါဦးဆိုကျမရဲ့ top skill ကိုပြချင်တော့ကိုရီးယားဟာတွေကတော့ဒီမှာအားကစားဖက်နဲ့လေးစီးပြီးတော့အဲ့နေရာလေးတနေရာကြောက်တာနဲ့အမဖြစ်နေကြကျမကတော့လွှားကနေတင်မငယ်တွေကလည်းတက်ပင်မော်တက်ကျိုးတွေခုံလာတဲ့ပေါက်ကြော်မှဆိုတော့လေအမလွှားကနေပြီးကျမဘဝနဲ့တစ်ဖက်ကင်ထားသေးတာအမေပြီးဖုံးကြည့်နေသေးတော့အမချော်လဲမလို့တော့ပြခဲ့တယ်ဒါပေမဲ့စင်ပြေပါရဲ့ဒီနေ့ကတော့အင်းလင်းကိုမမြင်ရမှာဘာလို့လဲဆိုတော့ကြည့်လေအရန်လှရတော့လားလေးတစ်ချက်လုံးဝလှပနေတော့အဲ့တခါကျမျက်လုံးကလေအဲ့လိုအကြောလိုက်တာလားဘာလားမသိဘူးမျက်လုံးတစ်ဖက်မိတ်လို့တော့ဖြစ်နေမှာဆိုတော့ပဲအများလုံးမျက်လုံးကအဲ့လိုမိတ်သွားဒါကလည်းအဲ့လိုပုံစံကိုကျွန်မထောင်းနဲ့လွှားကနေသွားတာကိုပြချင်တာပေါ့နော်ဒါပေမဲ့လွှားကနေတော့ဖြစ်သွားပါဆိုတော့နည်းနည်းရှိုင်သွားလို့ပြီးတော့နည်းနည်းလေးတော့အချင်းရောက်တာပေါ့တကယ်တော့အဲ့နေရာနည်းနည်းလှတယ်ကိုရီးယားတွေကကျွန်မနေရာကိုကြည့်နေကြကျွန်မလည်းအကြိုက်ထိုင်ပြီးကိုထိုင်ရိုက်ပလိုက်တယ်ရေတွေကိုရိုက်ပလိုက်တယ်ရေတွေကလေလုံးဝကြည်လင်စိမ့်ဆိုလုံးဝအရန်စိတ်ချမ်းသာတယ်စိတ်အေးချမ်းတယ်အရန် feeling မပြောတတ်ဘူးအရန်ကောင်းတယ်အရန်ခေါင်းနေပေါ့နော်ဒါကလည်းကျမပဲဒါတော့နေအောင်ဘက်ကိုဒါကတော့မျက်နှာ skin ကိုပြချင်တာကျမရဲ့ skin ဘယ်လောက်ထိ glow up လာလဲဆိုတော့ပြချင်တာကြည့်ပါဦးလှလိုက်တာနေရလည်းပူတာပေါ့နော်ဒါကတော့ခန်းလေးရဲ့နာမည်ကြီးနေရာတွေကိုသူပြပေးထားတာပေါ့နော်အဲ့နေရာတွေအကုန်လုံးမရောက်ခဲ့ဘူးအချိန်လေးသိမ့်မရဘူးဘတ်စကားစောင့်နေတာနေတွေကလည်းပူတော့အရေးအောက်မှာထိုင်နေတာနည်းနည်းမျက်နှာတော့နည်းနည်းမဲသေးသွားတဲ့ပုံစံတော့ဖြစ်တယ်ပေါ့နောက်တစ်ခုကကြတော့ကိုကအာမီတော့မဟုတ်ဘူးဒါပေမဲ့ BTS တချင်းနေလည်းနားထောင်နေပေါ့ဆိုတော့ဒီ BTS best stop ပေါ့နော်သူတို့ spring day ရိုက်ကွင်းဂျွန်းစင်ပင်လေးကိုသွားတယ်ပေါ့နော်အဲ့ချိန်မှာလေကိုကလေအဲ့လိုပင်လင်ပြင်းမှထိုင်ပြီးလေလွင့်နေတဲ့ပုံစံကိုဗီဒီယိုရိုက်ချင်တာဒါပေမဲ့နေရလေသိမလို့ပူတာပါတကယ်ကိုပူတာပါအဲ့မှာ BTS က best stop
ထီထီနေပူနေတော့လေနည်းနည်းအထီးကျန်လို့ခံစားရအိမ်နာမှာ bus stop တစ်ခုတွေကတော့အထီးကျန်လို့ခံစားရမယ်သူ့ရဲ့အနောက်ဘက်မှာဒီအနောက်ဘက်ကမှာကျတော့အဲ့ခုံခရမ်းရောင်လေးတွေကဒါ BTS ကမမနာမည်တွေနဲ့ခုံရှိတယ်ပြီးတော့သူ့ရဲ့အနောက်မှာဒီလိုတောအုပ်လေးရှိရဲဆိုတော့လူများတဲ့နေမျိုးတွေဆိုလို့ရှိရင်တော့ဒီတောအုပ်လေးကအရေးရမယ်တော့ထင်တယ်ရေးရပြီအေးချမ်းလေးနဲ့အဲ့လိုမျိုးအလှည့်ကျဆောက်လို့ရမယ်ထင်တယ်ပေါ့နော်အဲ့ဒီမှာဖြိုင်းလို့ခေါ်မလားဘာလဲတော့မသိအဲ့ဖြိုင်း၃ယောက်ကတက်အောင်နားညီတော့ကိုကရိုက်ပေးမဲ့သူလည်းမရှိတော့အဲ့ BTS bus stop ပဲရိုက်လာပြီးတော့အမှ bus ကားထက်စီတယ်ဘောစီဆိုတည်းမှာစီလုံးငှားပလိုက်တဲ့ show လို့နမခန်တုံမနီကိုဆိုတော့လေနောက်တစ်ခုကကျတော့ဒီ9000နန်1ထဲမှာပါတဲ့ဦးလေးရဲ့အိမ်ဒီ9000နန်ဦးလေးလို့ပဲခေါ်လိုက်မယ်ကွာဒီ9000နန်ဦးလေးရဲ့အိမ်ကိုသွားတယ်ထင်ခဲ့တာကွာသိရမလားအဲ့ဦးလေးရဲ့နည်းနည်းအထင်ကြီးပုတ်ကိုဆိုတော့သူတို့အိမ်ကအဲ့လိုအကြီးအဲ့လိုမျိုးဖြစ်မယ်ထင်ခဲ့တယ်တကယ်တမ်းသွားတဲ့ချိန်မှာအိမ်ကလုံးဝတိတ်တိတ်လေးပေါ့နော်တိတ်လေးဆိုတော့အားနဲ့တထေးကိုအလောက်ကတထေးကိုပြန်ပြောပြတော့အရင်တုန်းကကိုရီးယားလူတွေကအဲ့လိုမျိုးချို့တဲ့တဲ့အတွက်ကြောင့်မို့သူတို့ရဲ့လူကောင်းတွေကလည်းအရန်သေးတယ်ပေါ့နော်အဲ့လိုမျိုးပြောခဲ့ကြရဲတဲ့အခုသူတို့ကတပြေးပြေးနဲ့ဖွံ့ဖြိုးတိုးတက်လာပြီးတော့သူတို့ပတ်စံလေးပြေးလေလာတော့စားနိုင်တောင်းနိုင်တော့အခုလိုပုံစံတွေဖြစ်လာတာပေါ့နော်အရင်တုန်းကလူကောင်းတွေလည်းအရန်သေးတဲ့အတွက်ကြောင့်မို့သူတို့ရဲ့အိမ်တွေကလည်းသေးတယ်သူတို့အိတ်တိတ်နေရတယ်လည်းသေးတယ်ဆိုပြီးအဲ့လိုပြောပြရဲပေါ့နော်ဆိုတော့တကယ်ကိုသေးလေးလုံးဝအိမ်လေးကလုံးဝအဲ့လိုမျိုးခမ်းနားပြီးတော့အဲ့လိုမျိုးဖြစ်မနေဘူးကွာတကယ်ကိုသေးလေးဒါကတော့9000နန်ဦးလေးရဲ့အမေ9000နန်အန်တီပေါ့နော်သူတို့နှစ်ယောက်ကသားမိရေဆို9000နန်ဦးလေးနဲ့9000နန်အန်တီကိုတွေ့ခဲ့တယ်ပြီးတော့ပတ်စံနေပြထားတဲ့ဒီနေရာကိုတွေ့ခဲ့တယ်ပြတိုက်ပေါ့နော်ကျမတို့မြန်မာပတ်စံလေးမြန်မာပတ်စံလေးကိုရိုက်ခဲ့တယ်သူတို့အကျွေးစီးလေးလုပ်လို့ရတယ်ဒါပေမဲ့ကိုကဘယ်လိုလုပ်ကလဲလည်းမသိတော့အဲ့လိုမလုပ်ခဲ့ဘူးပြီးတော့ခန်းနဲ့အမှတ်တရပစ္စည်းဝယ်လို့ရတယ်တခြားဟာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျမအဲ့ချိန်မှာအဲ့ကြောက်စိမ့်လက်ပတ်လေးကိုတအားမျက်စိကြောက်တာတအားမှမျက်စိကြောက်တာဘာလို့လဲမသိအရန်လှရတယ်လို့ခံစားရမျိုးလုံးထဲမှာအဲ့ကြောက်စိမ့်လက်ပတ်ဝယ်ပြီးတော့အဲ့ငါတို့နဲ့ဦးလေးအိမ်အရှိပြတဲ့အရှိမှာအဲ့ရေခဲမို့ဆိုင်ရှိတယ်အဲ့ရေခဲမို့ဆိုင်ကရေခဲမို့ကဘယ်လိုပြောမလဲစံနဲ့လှုပ်ထားတယ်ပြောမလားအရသာမစိုးပါဘူးကြိုက်တဲ့သူကတော့ကြိုက်ကြလိမ့်မယ်ကျမတို့တိတ်မကြိုက်ဘူးတိတ်ထပ်ပြီးစားကျင်လာတဲ့အထိအဲ့လိုအရသာအရင်မကြိုက်ဘူးဒါပေမဲ့ခဏအဲ့ပူနေတဲ့အချိန်မှာခဏလေးပူနေတဲ့ခဏမှာစားလိုက်ရတဲ့အရသာရန်ကောင်းပြီးတော့ကျမကြောင်ဖူးပင်လယ်ကိုသွားခဲ့တာပဲဒါပေမဲ့ဖြစ်ချင်တော့ကြောင်ဖူးပင်လယ်နားမှာတင်ကြောင်ဖူးကန်ရေကန်ရှိနေတော့ကြောင်ဖူးကန်နားမှာကျမအဲ့ကန်ကလည်းကန်တော်ကြီးတစ်ပတ်ပြောမလားအဲ့လောက်အကျယ်ရှိရဲ့အဲ့အကျယ်တစ်ပတ်ကိုကျမစပိန်နင်းခဲ့ရပေါ့နော်ကန်ကနေတော့တော်တော်ပူတယ်အဲ့နေ့ပြီးနောက်နေ့ကျမျက်နှာနည်းနည်းတော့မဲသွားတယ်လို့ခံစားဆန်းခွင်တော့လိမ့်တာပဲကန်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့မှာဟိုးမြင်ရတဲ့အစုံလေးအဲ့ဒါကန်တကယ်တော့ကန်တစ်ပတ်အဲ့ကန်တစ်ပတ်ကိုစပိန်နင်းခဲ့တာသူများကြီးလည်းနင်းတော့နင်းနေကြတာပဲကိုရီးယားဟာကြီးတော်တော်ဇွဲကောင်းတယ်နင်းနေကြတာပဲအဲ့တော့သူကိုလည်းသူတို့ကြည့်ပြီးလိုက်နင်းခဲ့ရပေါ့နော်ဒါအမေစပိန်လေးနဲ့outfit checkဒါတော့ဒါကန်ရဲ့အစပဲရှိသေးတယ်အားရှိတော့ပေါ့နင်းနေအမနှစ်ဖူးကလည်းပြောင်းနေတာပဲကျမရဲ့အမနေရောင်ရဲ့ထိုးမှုကျမရဲ့နှစ်ဖူးရဲ့ပြောင်းမှုကတော့မကြည့်ကြည့်လင်းလက်တောက်ပါနေစပိန်ကမစီးရကြတော့လေမစီးတတော်ဘူးထင်တာဒါပေမဲ့စီးနိုင်သေးရဲ့အဲ့တော့ကလက်တစ်ဖက်နဲ့ရိုက်ခဲ့တာနည်းနည်းတော့ရိုင်တာပေါ့နော်ကန်ကလေနှားရပဲပြောရမှာပေါ့ပြီးတော့အဲ့ကန်ရဲ့အလေတဝက်လောက်ရောက်တော့အဲ့လိုပန်းချန်အဲ့လိုမျိုးဟာတောအုပ်ခေါ်မလားပန်းချန်ခေါ်မလားအဲ့လိုမျိုးဟာရှိတော့အမလှနော်အဲ့လိုကွာအဲ့တောအုပ်လေးရှိတော့ကျွန်မ outfit check တယ်တစ်တော်လေးဟိုဟာဒီဟာလေးရိုက်တယ်အဲ့ဒါလေးကိုလူတွေထင်ပြီးပထမလန့်သွားသေးတာလူတွေထင်ပြီးတော့အမ outfit check မ check အဲ့ဘာလို့တာလဲတော့မသိဘူးအဲ့လိုမျိုးပဲလောက်တာမသိဘူးအဲ့ဒါနဲ့ပြီးတော့အသက်ကုန်နင်းပြေးပြီးတော့အမထမင်းစားဖို့ဆိုင်ရှာပါပြီကျွန်မဒီဆိုင်ကလေကိုရီးယားမှာများတော့အဖြစ်ကွာ2ယောက်3ယောက်စားတဲ့ဆိုင်တွေရှိတယ်ဒီဆိုင်ကလုံးဝတယောက်တည်းပိုးရှင်းနဲ့တယောက်တည်းစားလို့ရတဲ့ဆိုင်မျိုးဆိုတော့အရန်ကောင်းတယ်အဲ့ဒီကဘိုက်စားနေလို့ပဲလားမပြောတော့ဘူးထမင်းကအရန်ရတာရှိအရန်ရတာရှိကျွန်မနှစ်ပတ်ကန်တော့ထမင်းစားပလိုက်တယ်အန်ဒီကတော့မျက်စိပြူမစံပြူနဲ့ကျွန်မကိုပြူပြီးကြည့်နေတာအရန်စားကောင်းတယ်အမနှစ်ပတ်ကန်တော်တော်ကောင်းတယ်ဘယ်လိုပြောရမလဲမသိတော်တော်ကောင်းတယ်ဒါကတော့ outfit check မဟုတ် makeup check ဒါမှမဟုတ် face check ပေါ့လုံးဝ glow club အိုးလှလိုက်တာဒါတော့ကြောင်ဖူးပင်လေပေါ့နော်နေရတာပူနေရတိုက်တဲ့လေကအေးသေးရຫນွေဦးဆိုတော့လေဒီမှာကြောင်ဖူးပင်လေအမဒီပင်လေကတော့လူနည်းနည်းများတယ်လူများတော့အမထိုင်နေကြတဲ့သူတွေနေပွေးထဲမှာထိုင်နေကြတယ်တချို့ဆိုနေပွေးထဲမှာပလက်ကြီးကိုအိမ်နေကြဖျားကြီးခင်းပြီးတော့လူလည်းရှိတယ်ဒါကတော့ပတ်စံလေးထောင်ပြီးရိုက်ခဲ့တာဘယ်သူမှရိုက်ပြီးတာတော့မဟုတ်ပါဘူးဒါကတော့ဒီကြောင်ဖူးနားမှာရှိတဲ့ဟိုတယ်ပေါ့နော်မိုက်တယ်စင်ကာပူ vibe ရတယ်
အခုကျမပြန်ပါပြီမိုတယ်မှာအထုပ်အပ်ခဲ့အန်တီကအထုပ်ဟောဖြစ်လဲအထုပ်အပ်ခဲ့လို့ပြောတော့ကျမအထုပ်အပ်ခဲ့တယ်အခုထုပ်ပြန်ယူတယ်ပြီးတော့ຫນွေဦးဆိုရင်ကိုရီးယားမှာပန်းနေပွင့်နေတအားလဲလှတယ်ဆိုတော့အမပန်းလေးတွေသူတို့ပွင့်နေတာရိုက်ခဲ့တယ်ဆိုတော့အခုဒါပြန်မဲ့အချိန်ကိုစောင့်နေတာပေါ့နော်အဲ့တုန်းကလည်းတနားရီနီးပါးလောက်စောရောက်သွားတယ်ပေါ့နော်အခုဒါရထားစီးပါပါတယ်ခန်းင်းခီးစဉ်ကဘယ်လိုပြောပြမလဲဆိုတော့ပထမဆုံးအနေဒီမွေးဖွားလာကြတဲ့ကအခုကျမအခုအရွယ်ဒီပထမဆုံးအနေနဲ့တယောက်တည်းသွားခဲ့တဲ့ခီးဖြစ်တဲ့ကြောင့်မို့လို့အတွေ့အကြုံတွေလည်းအများကြီးရတယ်ကြောက်စိတ်မရှိပဲလုပ်နိုင်ခဲ့တဲ့ကြောင့်မို့လို့ပြောပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်